လောကမှာထူးဆန်းတာတစ်ခုရှိပါတယ်တချို့လူတွေကငါကမနာလိုတတ်တဲ့သူမဟုတ်ပါဘူးလို့နှုတ်ကပြောတတ်ကြပေမဲ့တပားသူအဆင်ပြေတာအောင်မြင်တာလူချစ်လူခင်များလာတဲ့အခါမှာတော့စိတ်ထဲကမအီမတာလေးဖြစ်လာတတ်ကြပါတယ်သူများကောင်းတာကိုကောင်းတယ်လို့ပြောနိုင်ခြင်းအားပေးတဲ့အချိန်မှာတိတ်ဆိတ်နေခြင်းသူများအောင်မြင်မှုကိုမြင်ရင်မမြင်ချင်အောင်ဆောင်ခြင်းကိုယ့်ကိုယ်ကိုသတိထားကြည့်ပါသူတစ်ပါးရဲ့အောင်မြင်ခြင်းကိုကိုယ်စိတ်ကဝမ်းမြောက်ပေးနိုင်သလားဆိုတာကကိုယ်အရေးကြီးပါတယ်မြင့်စီပွန်လာလို့စပယ်ပန်းရဲ့တန်ဖိုးလျော့မသွားပါဘူးစပယ်မှုေးလာလို့နှင်းစီရဲ့ရနံ့ပြောက်မသွားပါဘူးပန်းတိုင်းဟာကိုယ်အလားနဲ့ကိုယ်အချိန်နဲ့ကိုယ်ပွင့်ကြတာပါပဲလူဘဝဟာလည်းဒီတိုင်းပါပဲကိုယ့်ရဲ့လုပ်ဖို့ကင်ပတ်အောင်မြင်တာကကိုယ်တန်ဖိုးလျော့သွားတာမဟုတ်ပါဘူးသူ့အချိန်မှာသူပွင့်တာပါကိုယ်အချိန်ရောက်ရင်လေကိုယ်လည်းပွင့်ရမှာပါပဲကိုဖြတ်တန်းခဲ့တဲ့လမ်းမှာဘယ်နှယောက်ကိုကိုကြီးအားပေးခဲ့သလဲဘယ်နှယောက်ကိုလက်ကမ်းပေးခဲ့သလဲဘယ်နှယောက်ရဲ့အောင်မြင်မှုကိုစိတ်ရင်းနဲ့ဝမ်းမြောက်ပေးခဲ့သလဲဆိုတာကလူတစ်ယောက်ရဲ့စိတ်ဓာတ်အစဉ်တန်းကိုဖော်ပြနေတာပါပဲသူတစ်ပါးရဲ့အလင်းကိုမငြိမ်းပါနဲ့ကိုယ့်ရဲ့အလင်းကိုပို့တောက်ပါအောင်